လူဟုလဲလိုက်ရတဲ့ဒီချက်ဆရာတော်အရှင်သာရဏဘလို့အခက်ခဲတွေကြုံတွေ့ခဲ့ရတယ်လေချက်ဆရာတော်ဘာကြောင့်လူဟုလဲလိုက်ရတယ်လေမြန်မာစံတော်ချိန်ဩဂတ်လ4 ရက်နေ့နနက်9 နာရီခွဲအချိန်မှာချက်ဆရာတော်အရှင်သာရဏလူဟုလဲလိုက်ပြီးဆိုတဲ့သတင်းတစ်ခုကိုအံ့အားသင့်ပေါ်ရာမြင်တွေ့ကြားသိလိုက်ရပါတယ်သီလာတမာရီပညာတို့နဲ့ပြည့်စုံတဲ့ဆရာတော်တစ်ပါးဘာကြောင့်လူဟုလဲလိုက်ရတယ်လဲလို့အတွေးပေါင်းများစွာနဲ့စဉ်းစားနေမိပါတော့တယ်ဆရာတော်ဟာဗုဒ္ဓဓမ္မအသိဉာဏ်တိုးပွားစေဖို့အတွက်တရားဟောကြားပေးခဲ့တယ်လို့နိုင်ငံခြားသားယဟန်တွေနဲ့ယောဂီတွေကိုလည်းစာသင်စာချပေးခဲ့ပါသေးတယ်ဒီလိုဓမ္မအကျိုးသက်ပို့ပြီးတော့သာသနာပြုနေတဲ့ဆရာတော်တစ်ပါးဟာဘလို့အခက်အခဲတွေကိုရင်ဆိုင်ကြုံတွေ့ခဲ့ရလို့လူဟုလဲလိုက်ရတယ်လဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်မြန်မာပြည်ကိုဆရာတော်ရောက်ရှိလာခဲ့တဲ့အကြောင်းအရင်ဆရာတော်ရဲ့မူရင်းမွေးဖွားရာဇာတိချက်မြေကချက်နိုင်ငံမှာချက်နိုင်ငံဆိုတာကဗုဒ္ဓဘာသာမထွန်းကားမကျယ်ပြန့်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်ဆရာတော်ဟာငယ်စဉ်ကတည်းကသာသနာပြုဖို့အတွက်စိတ်အားထက်သန်ခဲ့တဲ့သူပါရည်ရွယ်ချက်ကမန်းကျက်တဲ့နန်းထွက်မကိုက်ခဲ့တဲ့အတွက်သီရိလင်္ကာနိုင်ငံကိုပြောင်းရွှေ့ပြီးတော့၄ နှစ်တီကိုရင်ဘဝနဲ့နေခဲ့ဘူးပါသေးတယ်ဒီလိုနဲ့ဗုဒ္ဓဘာသာတက္ကသိုလ်မှာ BA ဘွဲ့ရခဲ့ပြီးတော့တရားဟောတရားအားထုတ်ခဲ့တယ်လို့ယဟန္တာမက်ဖို့စုကြီးကိုလည်းစုပန်ခဲ့ပါသေးတယ်ဒါပေမဲ့သီရိလင်္ကာနိုင်ငံမှာဆက်နေဘလို့နီးနှဲမှာမက်ဖို့စုကြီးကိုမရနိုင်ဘူးလို့ဆရာတော်ကယုံကြည်ခဲ့ပါတယ်ဒါကြောင့်2012ခုနှစ်မှာကိုရင်ဘဝနဲ့မြန်မာနိုင်ငံကိုရောက်လာပြီးတော့ယဟန်ပေါင်ကိုဝင်ရောက်ခဲ့ပါတော့တယ်ရွှေဦးမင်းတော်မှာ9 နှစ်တီအပတ်တကုတ်စ조사ခဲ့ပြီးတော့နိုင်ငံသားတွေကိုလည်းတရားပြသခဲ့ပါသေးတယ်ဒီလိုသာသနာပြုရင်ရည်ရွယ်ချက်ဖြစ်တဲ့ယဟန်မက်ဖို့စုကြီးကိုလည်းအထူးစ조사အားထုတ်ခဲ့ပါတော့တယ်အဲ့ဒီအချိန်ဒီအရှင်သာရဏဟာယဟန်ပေါင်မှာပျော်မွေ့ခဲ့ပါတယ်ချမ်းသာခဲ့ပါတယ်ဆရာတော်အနေနဲ့ချက်နိုင်ငံကိုဘာကြောင့်ပြန်သွားခဲ့ရသလဲမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဟာမငြိမ်းချမ်းတဲ့နိုင်ငံရေးအပေါ်ကိုကိုစားပြုနေတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အရှုပ်အရှင်းတွေကြောင့်ဆရာတော်လည်းမိမိလုံခြုံရေးအတွက်ချက်နိုင်ငံကိုပြန်သွားခဲ့ရပါတော့တယ်လူဟုလဲလိုက်ရတဲ့အထိဘလို့အခက်အခဲတွေကြုံတွေ့ခဲ့ရပါသလဲချက်နိုင်ငံမှာယဟန်ဘဝနဲ့ဝိနည်းသိက္ခာပုဒ်တွေကိုလိုက်နိုင်ရင်အရှင်သာရဏတော်တော်လေးဒုက္ခရောက်ခဲ့ရပါတယ်တရင်သုံးပေါ်ယဟန်မိတ်ဆွေမရှိအလုတရကတရားကာမတွေမရှိတပြည့်တွေလည်းမရှိအစိုးဆုံးကစားဖို့အတွက်ပါပူပန်လာတဲ့အတွက်ယဟန်ဘဝနဲ့လမ်းပေါ်မရအောင်လို့တရားများများဟောခဲ့ရပါတယ်ပျက်စီးကြောင်းတွေကိုလည်းဝိနည်းသိက္ခာပုံနဲ့ညီရှောင်တိန်ခဲ့ရပါတယ်ဒီလိုပင်ပန်းဆင်းရဲခဲ့ပြီးတစ်နေ့အကြာမှာတော့တရားဟောကြားဖို့အတွက်ဗယင်းနိုင်ငံရဲ့ပင်ဖိတ်ခြင်းကိုခံခဲ့ရပါတယ်ဗယင်းနိုင်ငံမှာတစ်နေ့လောက်တရားဟောတရားပြသခဲ့ပြီးမဟာဝိဇ္ဇာအတန်းကိုလည်းအွန်လိုင်းကနေသင်ကြားခဲ့ပါသေးတယ်အဲ့ဒီအချိန်အမေရိကန်နိုင်ငံကပါဆရာတော်ကိုပင့်ဖိတ်ခဲ့တဲ့အတွက်2023ခုနှစ်မှာတရားသွားရောက်ဟောကြားခဲ့ရပါသေးတယ်ဒီလိုနဲ့အမေရိကန်နဲ့ဗီယက်နမ်ကိုအသွားအပြန်3 ချိန်လောက်ထိခရီးဆက်ခဲ့ရပါတော့တယ်ပညာသင်ကြားရေးပိုင်းမှာအလုပ်သင်သဘောတွေပါလာခဲ့တဲ့အတွက်အွန်လိုင်းတစ်ခုတည်းနဲ့အလုပ်မဖြစ်တော့ပါဘူးကျောင်းသားတွေကိုသွားပြီးတော့ပို့ချချက်တွေကိုနားထောင်ဖို့လိုအပ်လာပါတယ်အဲ့ဒီအတွက်အမေရိကန်မှာကျောင်းလိုအပ်လာပါတယ်နေရာလိုအပ်လာပါတယ်ကပ္ပိယတွေလိုအပ်လာပါတယ်အဲ့ဒီအရာတွေကိုဖြစ်တင်းမယ်ဆိုရင်ကျောင်းတက်စေကဒေါ်လာ1 သိန်းနီးပါးကုန်ကြမဲ့အတွက်အာမသာတဲ့အစုံလက်လျှော့လိုက်ရပါတော့တယ်ချဲဗီယက်နမ်အမေရိကန်စတဲ့3 နိုင်ငံမှာသာသနာပြုမယ်ဆိုရင်ဆရာတော်မှာအခက်အခဲတွေအများကြီးရှိပါတယ်အဆိုပါနိုင်ငံတွေမှာဆရာတော်ကိုလက်ခံပြီးတော့သာသနာပြုခွင့်ပေးမယ်သတင်းသုံးခွင့်ပေးမယ်ဘုန်းကြီးကျောင်းမရှိပါဘူးကျောင်းအသေးဆောက်မယ်ဆိုရင်လည်းအလူငွေမရနိုင်ပါဘူးဒီလိုဆိုတော့အိမ်ငှားပြီးတော့ကပ္ပိယငှားမယ်ဆိုတော့လေဈေးကကြီးလွန်လာပါတယ်ဆရာတော်တင်ဒုက္ခရောက်တာမဟုတ်ပဲကိုညီပေးတဲ့တက္ကဒကမတွေကိုပါရောရောင်ပြီးဒုက္ခပေးမိသလိုဖြစ်စေခဲ့ပါတယ်အကြောင်းကတော့တက္ကဒကမတွေဟာဝိနည်းသိက္ခာပုဒ်တွေကိုနားမလည်ကြတဲ့အတွက်ဆရာတော်ကိုကဲ့ရဲ့ပါတယ်မကောင်းတဲ့စကားတွေကိုလည်းပြောဆိုကြပါတယ်ဆရာတော်ဟာဘွဲ့ရပြီးလူဟုကြောင်လို့နေတော့မှလူထွက်တော့မှလို့လည်းတွေးထင်ကြပါသေးတယ်အဲ့ဒီအတွက်ကျောင်းတက်ကျင်နေတဲ့ဆရာတော်ကိုကဲ့ရဲ့လာကြပါတယ်ညိုညင်ရှုတ်ချလာကြပါတယ်ဆရာတော်ဟာသာသနာရေးတဲ့အခက်အခဲပြည်လည်ရေးကိုဦးစားပေးဖြည့်ရှင်းခဲ့ရတဲ့အတွက်တရားအားထုတ်ဖို့ရလဲအချိန်မပေးနိုင်ခဲ့ပါဘူးတိတိကျကျပြောရမယ်ဆိုရင်မြန်မာနိုင်ငံကနေထွက်လာကြတဲ့ကဘာတရားမှအားမထုတ်ခဲ့ရပါဘူးဘာနိဗ္ဗာန်လမ်းမှလည်းတိုးတက်လာခြင်းမရှိခဲ့ပါဘူးပြောင်းပြန်တိုးတက်လာခဲ့တာကတော့အခက်အခဲတွေကိုဖြည့်ရှင်းနေရတဲ့အတွက်စိတ်မအေးချမ်းမှုတွေစိတ်ဖိစီးမှုတွေနဲ့စိတ်မကောင်းစရာတွေကိုပဲထက်ကတလဲလဲကြုံတွေ့ခံစားခဲ့ရတာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးမကျူးလွန်ထားတဲ့အရာတွေအတွက်လည်းပြင်းထန်တဲ့စွတ်ဆွဲကဲ့ရဲ့မှုတွေကိုပါနားထောင်ခဲ့ရပါသေးတယ်ဆရာတော်တွေပြင်ပန်းဆင်းရဲခဲ့တာမဟုတ်ပဲ
တကာမောက်တွေကိုပါအကုသိုလ်တွေပေးနေမိတယ်လို့ဆရာတော်အနေနဲ့သုံးသပ်မိပါတော့တယ်။အင်မတန်စ조사ခဲ့ပေမဲ့စ조사မှုနဲ့မတန်တဲ့ရလတွေကိုပဲရရှိခဲ့ပါတယ်။ဒီလိုဖိစီးမှုတွေကြောင့်မစွမ်းသာတော့တဲ့အစုံလူထွက်ဖို့အထိဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အရှင်သာရဏဘဝကနေလူကိုလဲလိုက်ပြီးတဲ့နောက်ကိုဂျင်ဆန်ဘဝနဲ့ဘာတွေဆက်လုံးမလဲ။ဆရာတော်ဘဝကနေလူကိုလဲလိုက်ပြီးမယ်ကိုဂျင်ဆန်ဘဝနဲ့လည်းထေရဝါဒဗုဒ္ဓဘာသာဝင်တယောက်ပါပဲလူအဝတ်နဲ့လည်းဆရာတော်ရဲ့တရားတွေကိုနာယူမယ်ဥပုသ်တရင်သီလတွေကိုစောင့်တည်မယ်တရားကျင့်ကြံအားထုတ်မယ်တရားစခန်းတွေဝင်မယ်လူဘဝကခက်ခဲပြီးအလုတ်များလုံးတဲ့အတွက်အခြေအနေပေါ်မူတည်ပြီးတော့ရတဲ့အချိန်ကိုရသလိုကျင့်ကြံနေထိုင်သွားမယ်လူအများကလေးစားအားကြတဲ့သူဖြစ်အောင်ရပ်တည်သွားမယ်လို့ကိုဂျင်ဆန်ကသူ့ရဲ့ခံယူချက်ကိုထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်ယဟန်ပြန်ဖို့ဖို့လည်းအစီအစဉ်မရှိသေးဘူးလို့တပါးတည်းပြောကြားသွားခဲ့တာဖြစ်ပါတယ်ဒါဆိုရင်ပြည့်သက်ကြီးတို့ရေချက်စရတော့အရှင်သာရဏဘာကြောင့်လူကိုလဲလိုက်ရတယ်လဲဆိုတဲ့အကြောင်းတရားကိုအကျိုးတရားနဲ့ဆက်ဆက်ပြီးတော့သိရှိသွားကြမယ်လို့မျှော်လင့်မိပါတယ်နော်ဒီအဖြစ်အပျက်ကနေသင်ခန်းစာယူတတ်မယ်ဆိုရင်အတွေးခေါ်အသစ်တွေရရှိနိုင်ပါတယ်လို့သတင်းစကားပါလိုက်ပါရစေလားခင်ဗျာ